နေကောင်းပါတယ်နေနေကောင်းလားကောင်းတယ်ကောင်းတယ်ညီကောင်းတယ်မတွေ့ရကြာဟုတ်တယ်နော်ဟာဟိုတယ်ရောက်ပြီလား fighter တဲတဲ့ဟိုတယ်ရောက်ပြီလားညီမနေ့ပြန်Vegas မှာတွားမယ်အော်မသွားရသေးဘူးပေါ့မတွားရသေးဘူးဟုတ်ပြီဟိုလေညီအင်တာဗျူးတွေလည်းအများကြီးဖြေရဆိုမေးခွန်းနဲ့ထက်နေပြီပေါ့နော်အဲ့တော့မထက်အောင်တော့ကိုယ်လည်းကြိုးစားပြီးတော့ပြင်ဆင်ထားတယ်ပေါ့နော်အဲ့လိုကြောင့်မြန်မာလိုမေးရင်အဆင်ပြေလားညီပြည်တယ်ကျွန်တော်မဖြေတတ်ဘူးဆိုရင်အင်္ဂလိပ်လိုပြောပါနော် Okayအဲ့တော့ဒီလက်ရှိ flyweight တန်းရဲ့UFC stat တွေကိုကြည့်လိုက်တော့ပေါ့နော် Recording in progress လက်ရှိ flyweight တန်းရဲ့ဒီ UFC ရဲ့ step တွေကိုကြည့်လိုက်တော့ကြတော့ Pendo ဂျာနဲ့ရင်ဆိုင်ခဲ့တဲ့ Kai Kara France ကအမြင့်ဆုံးရှိတယ်84% လောက် take down defense ရှိတယ်ငါညီရဲ့ဒုတိယနေရာမှာ81% ရှိတယ်အဲ့တော့နောက်ဆုံးကစားတဲ့ပွဲမှာ Kai Kara France တောင်မဲ့နဲ့ Pendo ဂျာရဲ့ take down ကိုတစ်ခါမှ defense မလုပ်သွားနိုင်ဘူးပေါ့နော်အဲ့တော့ဒုတိယနေရာမှာရှိတဲ့ငါညီကအဲ့ Pendo ဂျာရဲ့အဲ့ take down တွေကိုဘယ်လိုပုံစံမျိုး defense လုပ်ဖို့စိတ်ကူးရှိလဲပထမကျွန်တော်ကတော့သူက Joshua မဟုတ်ဘူးလေ Okay ပြီးရင်ကျွန်တော်ကrespect လေးပေးတာဒါပေမဲ့ဘယ်လိုပြောမလဲကျွန်တော် five star နဲ့သူကိုထိုးမယ်ကျွန်တော်တခြား star နဲ့မထိုးဘူးလေအဲ့တဘောကဒီသူဟို Kai Kara France ကစားတော့တဲ့ပုံစံမျိုးလဲညီသုံးမှာမဟုတ်ညီရဲ့ style မှာသူတိတ်တောင်ဟိုအားထုတ်လို့မရအောင်ကိုယ့်အနေနဲ့ကို plan နဲ့ကိုရှိပြီးသားအဲ့လိုပုံစံမျိုးလားညီဟုတ်တယ်Kai Kara France ကPantoja ကအရင်ကောင်းတဲ့ grappler နော်အဲ့ဒါကြောင့် Kai Kara France ကသူ့ကိုကြောက်လဲလို့ထင်တယ်သူက you know အရင် take down ဖြစ်မယ်ဆိုလို့သူအရင်ကြောက်တယ်ကျွန်တော်ဆိုရင်အဲ့လိုမဖြစ်ဘူးလေသူကကျွန်တော်ကို take down လုပ်ရင်ကျွန်တော်like မတရအောင်ကျွန်တော်ကျူးစားမယ်ကျွန်တော်ကသူ take down ကိုမကြောက်ဘူးလေသူ take down သူကကျွန်တော်ကို take down if you take me down I'm gonna get back up and then you know we're going to start working and things like that so got it ဒါတော့ဟိုအဆိုးတဲ့ဘက်ကပေါ့ကောင်းတဲ့ဘက်ကပြန်ကြည့်မယ်ဆိုရင်ဒီ Pendo ရဲ့ take down လောက်တာတော့လောက်တာပဲဒါပေမဲ့ accuracy ဘိုင်းကသူကအရင်ကြီးကောင်းတဲ့ fighter မဟုတ်ဘူးပေါ့နော်တနည်းပြောရင် take down တော့သူတားယူတယ် take down ယူတဲ့နေရာမှာတက်ရဲ့အရင်ကြီးရှိတဲ့ fighter မျိုးမဟုတ်ဘူးပေါ့နော် UFC က stat တွေကိုပြောမယ်ဆိုရင် take down ယူဖို့ accuracy အများဆုံး fighter က Cody Garbrandt ပေါ့နော်ကိုဒီတာရန်တော့မနဲ့ငါညီကိုရအောင်မလဲနိုင်ဘူးသူစပြီးကြတဲ့ဝင်ပြီးလုံးတယ်အဲ့တော့တိတ်တောင် accuracy အမြင့်ဆုံး fighter တောင်ငါညီကိုရအောင်မလဲနိုင်ဘူးဆိုတော့ငါညီအနေနဲ့ဘယ်လောက်ထိယုံကြည်ချက်ရှိလဲပေါ့နော်ပန်တိုဂျာကိုရင်ဆိုင်ဖို့အတွက်ကျွန်တော်ကိုအမြဲတမ်းယုံကြည်ရှိတယ်သူနဲ့ဖင်တိုဂျာနဲ့ကိုရီဒိုရန်ကလည်းသူတို့ five star ကလည်းမတူဘူးလေဒါပေမဲ့သူတို့ teammate ဖြစ်တယ်ဟုတ်တယ်era like you know what I mean they have to be some kind of like the same because they training partner and things like that so you know but it doesn't mean nothing you know it doesn't mean nothing because you know now I'm fighting Pantoja I'm not fighting Cody Durden so yes okay အဲ့တော့ညီရဲ့မိကွန်းပြန်ကောက်အောင်မယ်ဆိုရင်ပေါ့နော်Pantoja တို့ Cody Garbrandt တို့ Zuma Gulo တို့ညီရဒီ American Top Team ပေါ့နော်ကမ္ဘာကျော်ချင်းက fighter တွေနဲ့ဇက်တိုက်ရင်ဆိုင်ခဲ့ရတယ်အကုန်လုံးလည်းအောင်ပွဲခံခဲ့တယ်အခု Pantoja ကလည်း American Top Team ကပဲပေါ့နော်အဲ့တော့ရှေ့ရပွဲတွေတော့ငါညီအောင်ပွဲခံခဲ့ပြီပေါ့နော်ညီစိတ်ထဲမှာသူတို့နီးပြတွေကြားငါညီနဲ့ပတ်သက်တဲ့ information တွေအများကြီးရသွားပြီလို့ထင်ထားလားညီသူတို့အနီးပြတွေကကျွန်တော်ကိုကျွန်တော်ထင်တာကသူတို့homework အရင်လောက်တယ်လို့ကျွန်တော်ထင်တော့ဘာဖြစ်လို့လဲဆိုတော့there's back to back 3 times you know sure so သူတို့ homework ကိုအရင်လောက်တယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းသူတို့ကို3ရောက်ပဲထိုးမယ်ဆိုတော့ကျွန်တော်အနီးပြတွေက homework လောက်ရလေအဲ့ဒါကြောင့်ကျွန်တော်work ကိုကျွန်တော်အရင်ယုံကြည်တယ် okay အဲ့တော့ငါညီရဲ့ဒီ interview တွေမှာပေါ့နော်ငါညီကဟိုကိုယ့်ရဲ့ fight style နဲ့ထပ်တူကြတဲ့ပြတ်တရန်ကိုဒါသဘောကျတယ်ဆိုပြီးအများအားပြောခဲ့တယ်ပေါ့နော်အဲ့တော့
ပြောတရန်ကိုတဘောကြရလို့အချိန်ပေါင်းများစွာပြောခဲ့တဲ့တိုင်အောင်စိတ်ကတ်တစ်ခုထဲမှာတစ်ခါမှမထိုးဘူးသေးဘူးပေါ့နော်ဒီပွဲတော့ပြောတရန်နဲ့ငါညီနဲ့တကယ်ကောင်းပွဲကြီးနေရာမှာထိုးရမယ်ပေါ့နော်အဲ့တော့ပြောတရန်နဲ့တွေ့ရင်ဘယ်လိုပုံစံမျိုးမိတ်ဆက်ဖြစ်မလဲဘယ်လိုပုံစံမျိုးစကားပြောပြမလဲငါချက်တော့ ကျွန်တော်လည်းမသိသေးဘူးကျွန်တော်သူနဲ့တွေ့တာတွေ့မယ်ဆိုတော့ကျွန်တော်အရင်exciting တယ်လေကျွန်တော်ဘာလို့မလဲမသိသေးဘူးဒါပေမဲ့ကျွန်တော်သူ့ကိုစကားလို့ like တခုလို့ပြောမယ်လို့ကျွန်တော်ထင်Okay ဟိုငါညီရဒီ UFC fighter ဘွားပထမဆုံးကလကာဖွင့်ပွဲက next week က UFC fight night ပြိုင်ပွဲမှာထိုးခဲ့ရတာပေါ့နော်အဲ့ပွဲတော့ငါညီရဘရီလန်ကောင်းစဉ်အောက်ကနေထိုးရတယ်အဲ့ဒီပွဲတော့ကကိုမိန်ပွဲထိုးခဲ့တဲ့ fighter ကမေစီဘာပါပေါ့နော်အခုအနေသားတွေပြောင်းပြန်ပြောင်းသွားပြီပေါ့နော်ဒီတစ်ခါအဲ့ဒီပွဲကတော့မေစီဘာဘာနဲ့ငါညီပထမဆုံးစိမ့်ကတ်ထိုးတယ်ဒီတစ်ခါဒုတိယမြောက်ပြန်ပြီးစိမ့်ကတ်ပြန်ကြရပါတော့အဲ့လိုပြန်ကြတဲ့အနေထားငါညီကကိုမိန်ပွဲဖြစ်သွားတယ်မေစီဘာဘာဘရီလန်ကောင်းစဉ်ဖြစ်သွားတယ်အဲ့တော့ငါညီတို့နှစ်ယောက်ပြန်တွေ့တဲ့အချိန်မှာဘယ်လိုဖြစ်မလဲသူကချစ်သူရှိပြီလေကျွန်တော်ကျွန်တော်ပင်တိုဂျာကကျွန်တော်ချစ်သူလို့ပဲသူကိုပဲအာယုံစိတ်တယ်အခုဒီပွဲမှာပေါ့နော်စိတ်ဝင်စားဖို့အခုဆိုတော့ကျွန်တော်ဘာမှစိတ်ဝင်စားဖို့ကျွန်တော်ပင်တိုဂျာကကျွန်တော်ချစ်သူလို့ပဲစိတ်ဝင်စားတော့ပန်တို့ကြပဲခေါင်းထဲမှာရှိနေတယ်ပေါ့ဟုတ်တယ်အဲ့တော့ဒီပွဲမှာစောင့်ကြည့်နေရတော့ဗောတနိုင်ငံလုံးဗောနော်ကိုတို့ပါဝင်ဗောနော်ဟို promotion ဘက်ကလည်းငါညီရဲ့ video တွေကိုတော်တော်ကြီးကို promote လုပ်တယ်ဗောနော်ဒီကောက်တောင်းကနေစပြီးတော့အခု embedded episode 1 ထိဗောနော်သူတို့ social platform တွေပေါ်မှာဟိုတင်တဲ့ဟာ main cat ခေါင်းစဉ်က fighter တွေထက်ငါညီရဲ့အကြောင်းအရာတွေပဲပုံများတယ်ဗောနော် YouTube မှာဖြစ်ဖြစ် Twitter မှာဖြစ်ဖြစ်တို့တပြင်း Facebook ပေါ်မှာပဲဖြစ်ဗောနော်အဲ့တော့ငါညီကတကဘာလုံးဝင်းရံလာပြီကိုတို့ဆိုလည်းအခုအာရှသတင်းသမားတွေတော်တော်များများဟိုငါညီဘက်ကပဲအကုန်လုံးဝင်းရံထားကြတယ်ဗောနော်ဟိုဘသူတွေပါပဲပြောကို fighter ကို data လို့ပဲဝင်းရံကြတော့ဘလို့ဝင်းရံတဲ့ပြည်သက်တွေအတွက်ငါညီသတင်းစကားလေးပြောပြပါဦးဟုတ်ကဲ့ကျွန်တော်Asian fan တွေနဲ့ support ကကျွန်တော်အရင်ကုန်ယူပါတယ်လေဒီကျွန်တော်အချိတ်ဆုံးကတော့ဒီကဘာလုံးကမြန်မာကိုတီးစေဖို့လို့ကျွန်တော်ကျူစာမှုကအဲ့ဒါပဲလေဘာဖြစ်လို့လဲဆိုတော့ကဘာကမြန်မာလည်းမပြောတတ်ဘူးလေကျွန်တော်သူတို့name like where you from you know I'll be like Myanmar and they say you know where is that and then the thing is you know Asian လူတွေကမြန်မာလိုမသိဘူး like even the Asian people don't know Myanmar you know what I mean like we got a couple Philippines guys that don't know Myanmar Cambodians guys like I'm like bro we literally neighbors like you know really yeah what you know what I mean what some people know it some people don't you know what I mean so it's like my whole goal is to let the world know you know that what Myanmar is and people think you know you guys are a small country this and that I was like no we're not small bro we got like what 56 million people you know what I mean we not that small you know what I mean we're a big country it's just we haven't had the opportunity to show the world what we made of you know what I mean so this me getting the belt will be the first step good and then you know what I mean the younger generation will rise and then you know the whole world will know us so that's my main goal right now yes I think UFC also catch at your idea that's why they promote your fight a lot this time including Myanmar Flash and also you are mentioned Myanmar born somebody a lot of time including UFC commentator mentioned you are Myanmar born somebody like you feel like this is they are promoting Myanmar in the right way yeah and not only that it's because of my fighting styles and the new phase in the division too you know what I mean because you know when you have a dominant champion like Pantoja is boring you know what I'm saying like I'm not saying he's boring but I'm saying like he's just the same champion over and over they just want to see a new face you know sure so that's why a lot of people are very excited for this matchup because all the people that he already beat them twice or something you know what I mean so I'm the first guy he's gonna fight so this is the first time he's gonna fight me so you know what I mean it's gonna be different okay so
ကိုအနိုင်ရဖို့ဘယ်လောက်ထိယုံကြည်မှုခိုင်ခိုင်မာမာရာခိုင်နှုန်းအဖြစ်ရှိလဲညီနောက်ဆုံးနေတယ်ပေါ့ ကျွန်တော်100% ယုံကြည်မှုရှိပါတယ်ကျွန်တော်သူ့ကို3 round ထဲမှာကျွန်တော်ကိုသူ့ကို knock out မယ် โอเคကျေးဇူးပါညီလေးထီးကြပြီးတော့ ကျေးဇူးတင်ပါတယ်Hey မြန်မာ fans ကျွန်တော်UFC 323မှာကျွန်တော်ထိုးတော့မယ်Canon Plus မှာကြည့်လို့ရပါတယ်အားလုံးကျွန်တော်အားပေးတဲ့အတွက်ကျွန်တော်အရင်ဝန်တာပါတယ်နောက်မှတွေ့မယ်နော်